အားလုံးပဲမင်္ဂလာပါအိမ်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့မလေးရှားမှာရှိတဲ့ UNESCO World Heritage Site အဖြစ်အသိအမှတ်ပြုထားတဲ့ frame ကိုတွားလည်မှာဖြစ်ပါတယ်။သူကတော့ကပုံဆလငေါမှာရှိတာဖြစ်ပါတယ်။အရင်ဆုံးရောက်ပြီးဆိုတော့အိမ်တို့ဒီ tour guide ပေါ့နော် tour guide နဲ့တွေ့ပြီးတော့သူကဘယ်တွေတွားမယ်ဘာတွေလုပ်မယ်ဆိုတာကိုရှင်းပြပါတယ်။ဒီ frame ဆိုတဲ့နာမည်ကတော့ပေါ့နော် The Forest Research Institute Malaysia လို့အရှိကောက်ဖြစ်ပြီးတော့ဒီ1962ခုနှစ်မှာစပြီးတော့နော်ဒါကိုစပြီးတည်ထောင်ခဲ့တာလို့ပြောပါတယ်ဟိုပထမဆုံးရှင်းပြတဲ့အပြင်ကသူကမြန်မာလာလို့ပြောပါတယ်အဲကြောင့်မလို့သူကပြောတာပေါ့နော်ဒါနင်တို့နိုင်ငံကပဲဆိုပြီးတော့အဲ့အပြင်ရှင်းပြနေတာပေါ့နော်ဒီမှာအပင်တွေကိုစပြီးတော့ရှင်းပြရဲပေါ့နော်အပင်တွေတစ်ခုချင်းစီသူရဲ့တမိုင်းကြောင်းတွေဖြစ်စီနေရဆင်ရှင်းပြရဲအခုဒီတောထဲကိုမဝင်ခင်မှာဆက်စမြင်ရတဲ့အပင်တော့သူက rain tree လို့ခေါ်ရလို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့သူကမိုးရတဲ့အချိန်မှာဆိုအရွက်တွေကစုခွက်ကလေးလို့အဲ့လိုမျိုးစုသွားပြီးမိုးရေတွေကိုစုထားတာပေါ့နော်။စုထားပြီးတော့မိုးတိတ်သွားပြီဆိုလို့ရှိရင်အဲ့အရွက်ကပြန်ပြီးတော့မိုးရေစက်တွေကအောက်ကိုကျလာတဲ့အတွက်ကြောင့်မလို့သူက rain tree ဆိုပြီးခေါ်ရလို့ပြောပါတယ်။ပြီးတော့အိမ်တို့အခုမြင်နေရတဲ့ဒီဝါပင်ရာဆိုလို့ရှိရင်မြန်မာနိုင်ငံကအပင်လို့ဆိုပြီးတော့သူကပြောပြပါတယ်။ပြီးတော့ဒီ area တစ်ခုလုံးကသူက man-made rainforest ဖြစ်တယ်လို့ပြောပါတယ်လူတွေကပြုလုပ်ထားတဲ့အပင်တွေပေါ့နော်လူတွေကိုယ်တိုင်စိုက်ပျိုးထားတဲ့အပင်တွေဖြစ်ပါတယ်ဒါကတော့ Andrew ၄ယောက်ဒီ major တူတဲ့တငယ်ချင်း၄ယောက်ပထမဆုံးလာတဲ့ခရီးလေးဖြစ်ပါတယ်ရှေ့က tour guide ကတော့စိတ်ဝင်စားဖို့ကောင်းအောင်တေချာလေးရှင်းပြပေးမယ် Andrew ကနောက်ကလှုပ်ချင်တာလုပ်နေပါတယ်ဟိုင်းတငယ်ချင်းအနေနဲ့ single ပဲလားဆိုပြီးတော့ဒီလိုမမကြီးထီရှိနေတဲ့အပြင်သွားပြီးနှုတ်ဆက်နေဖြစ်ပါတယ်ဒီနေရာတော့ပေါ့နော်သူပြောပြတဲ့ပုံစံရဆိုလို့ရှိရင်လုံးဝဒီတက်ကတိန်တို့ဘာလို့ရဲ့ရှေ့မျက်နှာစာမှာအဲ့လိုထားတဲ့ပုံစံimage ပေါ့နော်အဲ့ဒီအတွက်တက်ပုံလေးလာပြီးတော့ရိုက်ကြတဲ့နေရာလို့ပြောပါတယ်အမကျေးဇူးရှင်တငယ်ချင်းတွေကအားပေးတဲ့အနေနဲ့ဘေးကနေပြီးတော့စကွီထားနေပါတယ်ဒီအပင်ကြားထဲမှာဓာတ်ပုံရိုက်လို့ရတယ်ဆိုပြီးတော့အိမ်တွေကိုတွားရိုက်ဆိုပြီးတော့တိုးကိုက်ကနေပြီးတော့အဲ့လိုအကြံပေးလိုက်လို့အိမ်တွေလည်းဝင်သွားပြီးတော့သူက post ပေးရမယ့်ပုံစံတွေပါအကြံပေးနေရပါတီချာလေးပြောပြပေးပါတယ်ဒါတော့ပေါ့နော်ဒီနေရာရဲ့နောက်ထပ်ထင်ကြီးကနေရာတစ်ခုပေါ့နော်သူပြောပြရတဲ့ပုံစံရဆိုလို့ရှိရင်ဒီအပင်တွေကိုတစ်ချိန်ထဲမှာတူစိုက်ခဲ့ပြီးတော့ဒီသူတို့အရွက်အချင်းအပင်ချင်းထိတော့မဲ့အချိန်ဆိုလို့ရှိရင်ရက်သွားတယ်ကြီးထွားမှုလို့ရက်သွားတယ်လို့ပြောပါတယ်အဲ့အတွက်ကြောင့်မို့ခြားထဲမှာနေရာလွတ်တွေဖြစ်နေတာပေါ့နော်အဲ့ဒီဟာဖြစ်ကြတဲ့အကြောင်းရင်းကတော့သူတို့အပင်တစ်ပင်နဲ့တစ်ပင်ကိုယောဂပိုးတွေပါတယ်မကူးဆက်အောင်လို့ပြုလုပ်ထားတဲ့အာသာချက်တစ်ခုလို့ပြောလို့ရပါတယ်အဲ့အတွက်ကြောင့်မလို့အကြာကြီးကောင်းကောင်းရှင်းတန်နိုင်တယ်လို့ပြောပါတယ်ပြီးတော့လေအဲ့ဒီတောထဲမှာလေတော်တော်နန်တဲ့အသီးတစ်မျိုးရှိရဲ့ကြက်သွန်ဖြူရဲ့အနံ့လိုမျိုးပဲပေါ့နော်အဲ့ဒီဟာတဲ့အစတရာလောက်ပိုဆိုးတဲ့အနံ့ပေါ့နော်အဲ့ဒီအနံ့ကြောင့်အဲ့တောထဲမှာပတ်ပြေးနေကြရပါသေးတယ်ကဲဒီဟာတော့ပေါ့နော်သူရဲ့အစအုံအဓိကအစအုံပေါ့နော်ဒီမှာရေးထားတဲ့ Forest Research Institute Malaysia frame ပေါ့နော်အဲ့အင်ဒိုဒီဟာကတောထဲကပြန်ထွက်လာပြီးတော့သူကတခြားနေရာတွေလိုက်ပြရဲပေါ့နော်ဒီမှာဆိုရေကန်လေးတွေနဲ့အေးချမ်းပဲပေါ့နော်အချိန်မှာပြန်ထွက်လာတဲ့အချိန်မှာလူရုပ်ကစုပ်ပြတ်တက်နေခဲ့ပါပြီ။ဒါပေမဲ့လည်းimage ပြတ်လို့မဖြစ်ဘူးဆိုပြီးတော့ပျော်နေတဲ့ပုံစံလေးနဲ့ဆက်ရိုက်လိုက်ပါတယ်။ဒါတော့ပြန်တဲ့ကားပေါ်မှာ hey Portuguese တွေ့ပြီဆိုပြီးအားရပါရနဲ့ရိုက်နေတဲ့ပုံလေးပါ။ဟုတ်ကဲ့ပြီးပါပြီဒါပါပဲအားလုံးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။